င်္ဂလာပါအခုရောက်ရှိနေတဲ့နေရာကတော့မြောက်ကလာမြို့နယ်မှာရှိတဲ့ King Construction ကဆောက်လုပ်ပြီးစီးသွားတဲ့ Modern House လေးကို Home Tour လိုက်ပြပေးသွားမှာဖြစ်ပါတယ်မိုးနဲ့တူတူလိုက်ကြည့်ရအောင်နော်အိမ်ရဲ့ color လေးကို calm and cozy mood ဖြစ်အောင် Bangkok White နဲ့ Grey color ပေါင်းစပ်ပြီးတော့လှဆင်ဖန်တီးပေးထားတာဖြစ်ပါတယ်ဒါလေးကတော့ living room area ပဲဖြစ်ပါတယ်ဒီ living room ရဲ့ထူးခြားချက်ကတော့ double height ceiling နဲ့ European style အလှဆင်ဖန်တီးပေးထားတာဖြစ်ပါတယ်လေကအထက်တိုင်းအောင်တော့ကျမ်းမာရေးနဲ့ညီညွတ်အောင်ကျုံပေါင်းသားနဲ့လက်ရသေးသက်စွာဆောက်လုပ်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်ဒါကတော့အိမ်ရဲ့ first floor ပဲဖြစ်ပါတယ်အိမ်ရဲ့ပထမထပ်မှာဆိုလို့ရှိရင်တော့ဖျားခန်းနဲ့ master bedroom လေးခန်းကိုဖွဲ့စည်းတည်ဆောက်ပေးထားတာဖြစ်ပါတယ်ဒါကတော့ Penthouse area ပဲဖြစ်ပါတယ်အင်ရှင်များအနားယူပန်းဖြေနိုင်မှုအတွက်ဖန်တီးတိစောက်ပေးထားတာဖြစ်ပါတယ်လူကြီးမင်းတို့လည်းဒီလိုအိမ်လှလှလေးကို quality ကောင်းကောင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ King Construction ဆက်သွယ်လိုက်ပါနော် Build your dream with our quality